ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်က adjective order တွေအကြောင်းကိုကျွန်တော်ပြောခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးမှာလည်းခလေးတွေမှားတတ်တဲ့အမှားလေးတွေ adjective နဲ့ပတ်သက်ပြီးမှားတတ်တဲ့အမှားလေးတွေကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့သူကဒီမှာစာကြောင်းလေး၃ကြောင်းရေးထားပါတယ်နော်သူကငါးထက်၃လက်မှပို၍အရက်ရှိသည်တနည်းအားဖြင့်ပြောမယ်သူကငါးထက်အရက်၃လက်မှပိုပြီးတော့ရှိတယ်ပေါ့ဒီလိုစာကြောင်းမျိုးလေးရေးဖို့ဆိုရင်တော့တစ်ကြောင်းချင်းတည်သွားမယ်ဆိုရင်သူကအရက်ရှိသည် he is tall သူကအရက်ရှိသည်သူကပို၍အရက်ရှိသည် he is taller သူကပို၍အရက်ရှိသည်သူကငါးထက်ပို၍အရက်ရှိ he is taller than me သူငါးထက်ပို၍အရက်ရှိသည်ဘလောက်ရှိတာလဲကိုပြောချင်တဲ့အတိုင်းအတာမှန်သမျှကို but to be နဲ့ဒီ adjective နဲ့ကြားထဲမှာထည့်လိုက်ရပြီအဲ့ဒါ၃လက်မှာဆိုတော့3 inches ပေါ့သူကငါးထပ်ပို၍အရက်ရှိသည်၃လက်မှာပို၍အရက်ရှိသည်အဖေကအမေထက်၄နှစ်ပို၍အသက်ကြီးသည်အဖေကအသက်ကြီးသည် my father is old အဖေကအသက်ကြီးသည်အဖေကအသက်ကြီးသည်အဖေကပို၍အသက်ကြီးသည် older အဖေကအမေထက်ပို၍အသက်ကြီးသည် than my mother အဖေကအမေထက်ပို၍အသက်ကြီးသည်ဘလောက်ကြီးတာလဲကိုကြီးကျင်တဲ့အတိုင်းတာလေး but to be နဲ့ adjective နဲ့ကြားထဲမှာထည့်လိုက်ရင်ရပြီ Linus ဆို4 years I don't know my father is 4 years older than my mother ဟုတ်ဒီလောက်ဆိုရင်တော့ဒီ adjective တွေအတုံးကိုနားလည်ပြီးတော့ထင်ပါတယ်အဲ့တော့ဒီမှာစာကြောင်းလေးတစ်ကြောင်းရေးထားပါတယ်သူ့အခန်းကငါအခန်းထက်၄ပေပိုကျယ်တယ်ဟုတ်ကဲ့ဒီစာကြောင်းလေးရဲ့အဖြေကိုအောက်က comment မှာရေးပေးခဲ့ပါဦးဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်